ငှက်တကောင်ကအစေးတစေးကိုဝင်လိုက်စားလိုက်တဲ့အတွက်ဒီလူကဘောလုံးနဲ့လှမ်းပေါက်ပြီးအသေးတက်လိုက်ပါတယ်သူကလက်ထဲရောက်လာတဲ့ဘဲရာကိုမစိုးအသေးပြောက်ဖြစ်စေနိုင်တဲ့လက်နက်တစ်ခုလိုအသုံးချနိုင်တဲ့သူပါဒီလိုထူးခြားတဲ့စွမ်းရည်ရှိတာကိုစစ်တပ်ကတတိထားမိသွားပါတယ်ဒါနဲ့စစ်တပ်ကသူ့ကိုကန့်လန့်မှုတစ်ခုလုပ်ခဲ့ပါတယ်အလွန်အန္တရာယ်များတဲ့စစ်စင်ရေးတစ်ခုမှာပါဝင်ပေးမယ်ဆိုရင်သူ့ရဲ့ထောင်ဒဏ်ထဲကနေ10နှစ်ရှုပ်ပုတ်ပေးမယ်လို့ဆိုပါတယ်သူကလည်းဒီအစီအစဉ်ကိုလက်ခံလိုက်ပါတယ်ထွက်ပြေးလို့မရအောင်လဲသူ့လေပင်မှာဘုံတစ်လုံးတက်ဆင်လိုက်ပါသေးတယ်ပြေးတာနဲ့ခလုတ်နှိပ်ပြီးခေါင်းဖြုတ်ပစ်မဲ့သဘောပေါ့စစ်စင်ရေးအတွက်အဖွဲစတင်ဖွဲ့စည်းချိန်မှာတော့ဘယ်သူမှအားကိုးရမယ့်ပုံမပေါ်ပါဘူးအုတ်ထုတ်ဆောင်ထားတဲ့လူတယောက်ဆိုညစ်ပတ်တဲ့အရာတစ်ခုကိုနင်းမိသွားတယ်လို့စပင်ဖြူဖြူနဲ့လူကလည်းခွေးလေးကိုက်ခံထားရတဲ့ပုံပါပဲနောက်ဆုံးရောက်လာတဲ့အဖွဲ့ဝင်ကတော့လူတော်မဟုတ်ပဲဝန်ပလွေတကောင်နဲ့ပိုတူနေပါတယ်မစ်ရှင်သွားမဲ့လေရင်ပေါ်ကိုရောက်တော့လဲနောက်ဆုံးမှအမျိုးသမီးတယောက်ရောက်လာခဲ့ပြီးသူကလည်းတိုက်ခိုက်နိုင်စွမ်းရှိမဲ့ပုံမပေါ်ပါဘူးလေရင်ပေါ်မှာအားလုံးကနောက်ပြောင်နေကြပေမဲ့ဒီလူကတော့တိတ်တိတ်လေးပဲနေခဲ့ပါတယ်ဒီစစ်စင်ရေးကြီးတစ်ခုလုံးသူ့ပုံမှာပဲမူတည်နေတယ်လို့တွေးနေပုံရပါတယ်ပြစ်မှတ် area ကိုရောက်တဲ့အခါမှာတော့ဒီလူကြောင်လူတွေကိုသူဆက်ပြီးတီးမခံနိုင်တော့ပါဘူးပြစ်မှတ်နေရာကို